အပြင်မှာလူတွေကြားတဲ့လမ်းလျှောက်နေရတဲ့အချိန်ဘေးကလူတွေကတင့်ကိုမျက်စိတစ်ထောက်လိုက်ကြည့်နေကြတယ်လို့ခံစားရဘူးလားလူတွေကရောတကယ်ပဲတင့်ကိုစောင့်ကြည့်နေမလားအဲ့ဒီလိုခံစားရတာကရောတကယ်ဖြစ်နေတာကြောင့်လားအဲ့ဒီလိုခံစားချက်ကို The Spotlight Effect လို့ခေါ်ပါတယ် The Spotlight Effect ဆိုတာကကဘာကြီးကတင့်ပေါ်မှာမိမောင်းထရတယ်လို့တင်းရဲ့လို့ရဲ့အတိုင်းကိုတခြားသူတွေကတိတိတတ်တာသတိထားမိနေကြတယ်လို့တန်တရားဖြစ်လာခြင်းကိုဆိုလိုပါတယ်အဲ့ဒီမိမောင်းကတင်းရဲ့စိတ်ထဲမှာတကယ်လင်းနေလို့ဒီလိုတန်တရားတွေဖြစ်လာတာပါဒါတွေကိုစမပြောခင်ဒီလိုဘူးတူတရတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပေးပါဦးနော်သူတည်တနာမှတ်တမ်းများအရာကျောင်းသားအချို့ကိုထူးဆန်းတဲ့အင်ဂျီတွေဝတ်စေပြီးလက်ချဟောရဲကိုထည့်လိုက်ပါတယ်သူတို့ထင်မိကြတာကလူတိုင်းကသူတို့ကိုမျက်စိမလွယ်နိုင်အောင်ကြည့်နေကြလိမ့်မယ်လို့ပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့တခြားကျောင်းသားအနည်းစုကသာသူတို့ရဲ့အင်ဂျီကိုသတိထားမိခဲ့ကြပါတယ်ဒါဟာဘာလို့လဲတင်းရဲ့အုံနောက်ဟာတင်းရဲ့အပေါ်မှာပဲဒီဇိုင်းမမတ်အာယုံဆိုင်နေတတ်လို့ပါဒါကြောင့်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုတခြားသူတွေလည်းကိုယ့်လိုပဲတွေးကြမယ်လို့ထင်မြင်မိတတ်ပါတယ်ဒါပေမဲ့တခြားသူတွေလည်းမိမိကိုယ်ကို spotlight ထဲမှာရှိနေတယ်လို့ခံစားနေကြရပါတယ်ပြောရရင်တော့လူတိုင်းဟာကိုယ်ပိုင်စိတ်ရုပ်ထဲမှာပဲအာယုံတက်ဝင်နေကြတာဖြစ်ပါတယ်အကြောင်းပြချက်တစ်ခုကတော့အုံနောက်ရဲ့ ecocentrism bias လို့ခေါ်တဲ့လှည့်ကွက်တစ်ခုကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီ bias ကြောင့်ကိုယ့်အမြင်ကနေပဲကဘာကြီးကိုမြင်ရပြီးတော့တခြားသူတွေရဲ့အမြင်နဲ့ခံစားမှုကိုလုံးဝအမှန်တကယ်ခံစားရတာမဟုတ်ပါဘူးဒါပေမဲ့ spotlight effect ဟာအာယုံကြောဖြစ်စီမှုစိတ်လှုပ်ရှားမှုတွေကိုဖြစ်စေတတ်ပြီးတော့လူရှိထွက်ပြီးစီမော်တက်စကားပြောဖို့အသစ်တွေစားလုပ်ဖို့အတွက်ကြောင်ရွံ့စိတ်တွေဖြစ်လာတတ်ပါတယ်တည်တည်ချာချာနားလည်ထားရမှာကလူအများစုဟာတင့်ရဲ့အကြောင်းထက်သူတို့ကိုယ်ကိုပဲပို့ပြီးတော့အာယုံဆိုင်နေကြပါတယ်သူတို့လည်းတင်လို့ပဲ spotlight ထဲမှာရှိနေကြတာပါမြေကုန်းကျုံအနေနဲ့ပြောရမယ်ဆိုရင်နောက်တစ်ခါတင့်ကိုလူတိုင်းကစောင့်ကြည့်နေတယ်လို့ခံစားလာရတဲ့အခါခဏလောက်ရက်ပြီးတော့သတိပြုကြည့်ပါတကယ်ပဲတင့်ကိုလူတွေကစောင့်ကြည့်နေတာလားဆိုတာကိုပေါ့ကဘာကြီးဟာတင့်ပေါ်ကိုမိမောင်းမထိုးထားပါဘူးတင့်ကိုစောင့်ကြည့်နေသူထက်တင့်လိုမျိုးမိမိကိုယ်ပေါ်မှာပဲအာယုံဆိုင်နေကြတဲ့လူတွေများပါတယ်ဒါကြောင့်အနာပတ်ဝန်းကျင်မှာရှိနေတဲ့သူတွေရဲ့အမြင်ထဲမှာတင့်ဟာအဓိကစိတ်ရုပ်မဟုတ်နိုင်ပါဘူးအဲ့ဒါကြောင့်သူများရဲ့အမြင်တွေကိုစိတ်ပူစရာမလိုပဲလွတ်လွတ်လပ်လပ်ကိုယ်ပုံစံအတိုင်းရှင်းသန်နေထိုင်နိုင်ပါတယ်ဒီကြောင့်ရနဲ့ပတ်သက်ပြီးတင်တို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာပြောသွားပြခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်